ဒီပစ္စည်းတွေကိုနော်ဒီမှာကြည့် तू ကမီးခလုတ်ထဲမှာတက်ထားတာဒါလည်းပြအသေးတို့ရေကြည့်ကြနော်ပြေဖြိုးမြင့်ရွှေဘုံသာလမ်းမှာနေတယ်နော်စောက်အားမနာဘူးဗမာလုံးပြဗမာလည်းငါအခန်းထဲမှာတက်ထားတာဟုတ်လားဘယ်နှမှာတက်ထားတာဗမာလည်းပြအော်ဒီမှာနော်ဒီလိုမျိုး GPS လာတာ CCTV လား GPS လားမီးခလုတ်ထဲမှာတက်ထားခဲ့ပြေဖြိုးမြင့်အောက်တန်းစားကောင်နော်ရွှေဘုံသာလမ်းကနော်ရွှေဘုံသာလမ်းကအောက်တန်းစားကောင်ပြေဖြိုးမြင့်ဒီမှာနော်အဲ့ဒါကို तू ကဘယ်လိုဖြစ်လဲဆိုတော့ဒီမှာနော်အရင်တော့က तू ကအိမ်မှာအဝင်အထွက်ရှိတယ်လုံးဝကိုဒီမှာတွေ့ပြသေချာပြဒီလိုပြဆင်းကက်ပါလားဆင်းကက်ပါတယ်ဟမ်နော် SD ကက်ပါတယ်အဲ့ဒီမှာနော်ကက်လဲပါတယ်အသေးတို့ကြည့်ထားနော်ယောက်ျားတစ်ယောက်ကအောက်တန်းကြရင်ဘယ်လောက်ထိကြောက်ဖို့ကောင်းလဲဆိုတာအသေးတို့ကြည့်ထားကြနော်ကျမကိုမရလို့နော်ကျမကသူနဲ့မတွဲတော့လို့နီးမျိုးစုံနဲ့နှောက်ရှက်ပြီးတော့ကားထဲမှာလဲ GPS ထည့်ထားရဲ့အောက်တန်းစားကောင်ပြေဖြိုးမြင့်နော်ပြီးတော့ကျမရဲ့အိတ်ရှင်နေဘေးထုတ်လက်ကားဆိုတဲ့နာမည်နောက်တစ်ခုနဲ့ကျမကိုသိခါချဖို့အတွက်ကျမကိုနော်ကျမရဲ့အိတ်ရှင်နေဒီဘေးထုတ်လုပ်ငန်းရဲ့နာမည်နဲ့အကောင့်တစ်ခုဖွင့်ပြီးတော့ကျမရဲ့သိခါကိုမကြကြအောင်နီးမျိုးစုံနဲ့ဟုတ်တာတွေရောမဟုတ်တာတွေရောနော်ပြကင်မရာပါမလဲဒါကင်မရာလားချစ်စဲအားကြောင့်မလို့ तू ငါ့ကိုဝလစ်စလေးနဲ့အကုန်ရိုက်ထားလို့ရတာပေါ့ငါအခန်းထဲမှာအောက်တန်းစားပြေဖြိုးမြင့်မအေလို့ဖာတယ်မပါနော်အောက်တန်းစားကောင်နင်းနဲ့ငါနဲ့တွေ့မယ်နော်အောက်တန်းစားကောင်ပြေဖြိုးမြင့်နော်အခန်းထဲမှာ CCTV spine CCTV တက်ထားရဲ့ပြီးတော့နေရဲ့အိရှင်နေငါရဲ့နာမည်နဲ့ဖွင့်ထားတဲ့အိရှင်နေဘေးထုတ်လက်ကမဟုတ်ဆိုတဲ့အကောင့်နော်ဟေးအဲ့အောက်မှာနော်သူ့ကိုဝိုင်းပြီးသနားနေတဲ့မိန်းမတွေနော်ဝိုင်းပြီးတော့သူ့ကိုသနားနေတဲ့မိန်းမတွေနော်နင်တော့လဲနော်အဲ့လိုမျိုးကောင်းနေနော်တွဲပြီးတော့မှနော်ဒီလိုမျိုး spine CCTV တက်ပြီးတော့နင်တို့ရဲ့ဝတ်လေးစလေးပုံကို HD ဖြည့်မယ်ဆိုပြီးတော့အဲ့လိုကောင်းတဲ့တွေးမှနင်တို့ငါ့ကိုရှင်းစာတဲ့လိမ့်မယ်ဟုတ်ပြီလားနော်ကောင်မတွေသူ့ကိုသနားတာမလဲအောက်ကနေသနားနေရဟလားအချစ်တဲ့နိုင်ဆုံးသူကြီးပေါ့အောက်တန်းစားအေးဘယ်အချိန်ရှိမှလဲ तू ငါအပြင်သွားတဲ့အချိန်မှာလောက်ထားမှာပေါ့မမကြီးအတူကိုမခိုးလိုက်ဟဲ့အောက်တန်းစားကောင်အတူထွက်မခဲငါရွှေပေါက်ကန်သွားတာလေရွှေပေါက်ကန်တော့ဟမ်စကူကတောင်းပြီးလုံးနေအေးစကူတောင်းပြီးလောက်တယ်ဟဲ့လားအောက်တန်းစားပြေဖြိုးမြင့်နော်ဒီတစ်ခုတည်းမဟုတ်ဘူး तू လောက်တာကားမှာလဲ GPS တက်ထားတယ်ကျမဖုန်း Gmail password တွေပါခိုးပြီးတော့လောက်ထားတာနော်အဲ့တော့အဲ့အောက်တန်းစားပြေဖြိုးမြင့်သည်ကျမရဲ့အခန်းပေါ့နော်ဒါကျမရုံခန်းမှာရှင်နော်ကျမအခန်းထဲမှာ तू ကဘယ်နေရာမှာဒီမှာကြီးအခုနော်ဒါလေးတွေဆိုလို့ရှိရင် तू နော်ဒီမှာဒါလေးဆိုရင် तू ဒီမှာ CCTV အသေးလေးပေါ့နော်ပြမယ်နော်ကျမပြမယ်ဒီမှာဒီမှာကြည့်လိုက်နော်ဒီပစ္စည်းတွေကိုနော်ဒီမှာကြည့် तू ကမီးခလုတ်ထဲမှာတက်ထားတာဒီမှာဆင်းကက်လည်းပါတယ်နော်ဆင်းကက်လည်းပါတယ်ဒီမှာဒါလေးက CCTV နော်ဒီမှာဒီမီးခလုတ်တွေ့ရမှာအသေးတော့နော်ဒီမီးခလုတ်မှာဒီမှာဒီအပေါက် तू ကဒီအပေါက်ကို तू ကခုနက CCTV ပေါ့နော်ခုနက CCTV ဒီမှာပြမယ်ဒီမှာဒီအပေါက်နဲ့ဒီ CCTV နဲ့ကိုချိန်ပြီးတော့ဒီထဲမှာ तू ကထည့်ထားတာနော်ကျမကမသိဘူးကျမရင်ကဒီ CCTV လို့ထင်တာဒီ monitor ကိုပဲကျမကမဲနေတာကျမဒီ monitor ကိုမဲတယ်ကျမပြီးရင်ကျမဖုန်းကိုမဲတယ်ကျမကားမှာလည်း GPS တွေ့တယ်နော်အဲ့တော့ဒီအောက်တန်းစားက तू ကကျမဒီလိုမျိုး CCTV နော် spy camera ကျမအခန်းမှာတွေ့ပါတယ်ဆိုတဲ့ဟာကိုဗီဒီယိုတင်ပြီးတော့ तू ကကျမအတွက်ကျမကိုတိတ်ခါချဖို့ဖွင့်ထားတဲ့ agent တွေပေါ့နော် agent တွေဘေးထုတ်လက်ကမဟုတ်ဆိုတဲ့ तू ဖွင့်ထားတဲ့အကောင့်မှာသူ့ကိုကျမကလောက်ကြံပြောတာပါဆိုမိန်းမတယောက်ကဘယ်မိန်းမတယောက်ကဘယ်မိကောင်းဖခင်သားသမီးမှာနော်ဒီလိုမျိုးပြဿနာတွေကျမစီးပွားရေးလုပ်နေရနော်ဒီလိုပြဿနာတွေကို line ပေါ်တင်ပြီးတော့ကျမကိုပြောမှလဲကျမမဟုတ်တဲ့တရားကိုသူ့ကိုကျမ तू ကပခိုးကလူပြန်ဟစ်နေတာနော်အဲ့တော့နော်အကုန်လုံးနော်ဟိုလေကျမဟိုမိန်းမတွေကလည်းမိန်းမချင်းကိုချင်းစားတဲ့အနေနဲ့ဒီကောင်ကိုနော်တခုခုကိုပြောပြကြပါနော်ယောက်ျားလေးတွေလည်းကျမနော်ပြောမယ်နော်ဒီမိန်းကလေးတွေသူ့အကောင့်အောက်မှာပနာပြီးတော့နော်ပြောပါနော်ဒီမှာမီးခလုံးမှာကိုကတက်ထားတာနော်အဲ့လိုကောင်ကနော်တခြားမိန်းကလေးနဲ့အတူနေတဲ့ဗီဒီယိုကိုခိုးမရိုက်ဘူးလို့ပြောနိုင်လားကျမမိန်းမချင်းကိုချင်းနော်မိန်းမချင်းကိုချင်းပြောမယ်နော်ခလေးမတွေ
သူ့ကိုသိမယုံကြနဲ့ကျမကို तू ကလိုက်ပြီးတော့ဒီမှာယုံထွက်လို့မရအောင်ဒီလိုမျိုးကျမရဲ့ဒီမှာဒီလိုဒီကနေကင်မရာဒီမှာဒါကင်မရာတေးသေးလေးဒီမှာဒါလေးနော်ဆင်းကက်လည်းရှိတယ်ကျမအသက်40ရှိပြီနော်ကျမအသက်40ရှိပြီဘသူကိုမှနော်ဘသူကယုံနေတာလဲဘသူကယုံမှနေရလဲဆိုတာနော်လူမသိလဲဖျားသိတယ်သူ့အောက်မှာသူ့ကိုဝိုင်းပြီးထောက်ခံနေတဲ့မိန်းမတွေရောယောက်ျားတွေရောယောက်ျားတွေဆိုလို့ရှိရင်နင်တို့နှမတွေသမီးတွေဒီလိုလူယုံမှနဲ့တွေ့မှနင်တို့ကိုချင်းစားတဲ့မဲ့နော်မိန်းမတွေဆိုရင်လည်းနင်တို့ကိုယ်တိုင်သူနဲ့ပတ်သက်ပြီးမှနင်တို့ကိုယ်တိုင် HD တွေအရေးခံပြီးမှ तू ကရှုံးနှောင်ထားပြီးတော့မှနော်နင်တို့ကိုစိတ်အကြမ်းဖက်မှနင်တို့ကိုချင်းစားတဲ့မဲ့ငါ့ကိုငါဒီမှာပြလိုက်ပြီးတက်တယ်နဲ့နော်ဘသူမှလုံးကျင်ပြီးမပြောဘူး